အကောက်ဆက်လက်ပြီးရှုမြင်ခံစားဖြစ်ပါတယ်ဒီကဆိုလို့ကျွန်တော်တို့ကချင်တိုင်းသားများရဲ့ရိုးရာမောင်းထောင်းပြီးတော့မှစံပြတဲ့အခါမှာကားတဲ့ကဖြစ်ပါတယ်